အခုပြပြမယ်ပုံမြင်လေးကရေစင်တစ်ပတ်ရဲ့၄ချိန်မြောက်ပင်လယ်ခီးစဉ်ကြောင်းလေးဖြစ်ပါတယ်။ကုန်းစင်တစ်ပတ်တယောက်ခါတိုင်းလိုပဲမနက်မိုးလေးနဲ့ရေစင်တစ်ပတ်ရဲ့အိမ်ကိုသွားတယ်။ရေစင်တစ်ပတ်ကပြပြငါနဲ့စီချိုအခက်ပြီးတော့သူ့ရဲ့နားမှာပဲထိုင်ခိုင်းထားတဲ့ချားပေါ်လေးလည်းရောက်လာကြကိုပြပပစားကြတောက်ကြရင်းနဲ့ရေစင်တစ်ပတ်ကသူ့ရဲ့၄ချိန်မြောက်ပင်လယ်ခီးစဉ်ကြောင်းကိုစပြီးပြောပြတော့တယ်။မနေ့ကပြောခဲ့သလိုပဲ9ရက်3ချိန်မြောက်ပင်လယ်ခီးစဉ်ကပြန်လာခဲ့ပြီးတော့ပင်ပန်းခဲ့ရသမျှကိုတဝါကြီးစိတ်ခံစားပြီးနေခဲ့တာပေါ့အဲ့လိုနေရင်းနဲ့ပဲခီးသွားကုန်တဲ့တစ်ဖွဲကငါရဲ့အိမ်ကိုရောက်လာခဲ့ပြီးတော့သူတို့နဲ့အတူတူပင်နဲ့ခီးလိုက်ခဲ့ဖို့ခေါ်တယ်ငါလည်းအိမ်မှာနေရတာပြင်လာတာကောတကဘာလုံးနှက်လျှောက်သွားပြီးတော့လူမျိုးစုံနဲ့ပတ်သက်ပြီးတော့စီးပွားရှာခြင်းစိတ်တွေပြန်ဖြစ်လာတာနဲ့သူတို့နဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒါနဲ့ငါလည်းအရင်ခောက်တက်တောင်မှကုန်တွေအများကြီးပို့ဝဲခဲ့ပြီးတော့တင်မော့တက်ဖို့$မျိုးကိုထွက်လာခဲ့တယ်ငါတို့ရဲ့ကုန်တင်ဘောကတစ်မျိုးဝင်တစ်မျိုးထက်နဲ့ကုန်ရောင်းကုန်ဝယ်လုပ်ရင်အတော်ကိုခီးရောက်လာတယ်။အဲ့လိုသွားလာနေရင်းနဲ့ပဲတနေ့ကျတော့လေပြင်းကြီးတွေတက်လာခဲ့ပြီးတော့ပင်လယ်လိုင်းတွေကတအားကိုကြောက်စက်ကလာကိုကြားလာပါကောအဲ့တော့တင်မော့ကပတင်ကတင်မော့မမောက်သွားအောင်ရေလေကောင်မှကြောက်ချပြီးတော့ရဲထားလိုက်တယ်ဒါပေမဲ့လေတွေကပိုကျန်းလာတော့ကျတော့တင်မော့ရက်တွေပြတ်ထွက်ကုန်ပြီးတော့ရက်တိုင်တွေပါကျိုးကုန်နေကြောက်ချထားတဲ့ကျိုးတွေပဲပြတ်သွားပြီးတော့ငါတို့ရဲ့တင်မော့ကတခါတည်းမောက်သွားကောအဲ့တော့ငါတို့တွေရောကုန်တွေကောအကုန်လုံးပင်လယ်ထဲနဲ့ကြာတာတော့တာပေါ့ငါတို့လည်းမတရားကုခိုင်နေနဲ့ကံကောင်းကြီးတော့ကြတော့တင်မော့ပြက်ကနေပြီးတော့မှပြင်များတစ်ခုမျိုးလာတာနဲ့ပညာကြီးပေါ်မှာငါတို့အကုန်လုံးဝိုင်းတက်ပြီးတော့ခြေထောက်တီနဲ့ရအောင်လော်ခတ်ကြတယ်အဲ့လိုတဖြည်းဖြည်းလော်ခတ်နေနေပဲ2ရက်လောက်ကြာတော့ကျုံကြီးတူကျုံပေါ်ကိုရောက်သွားကောငါတို့လည်းကျုံကြီးပေါ်မှာရှောက်သွားကြည့်တော့ကြတော့ခက်လက်လက်နေအောင်မှာအိမ်တလုံးရှိနေတာကိုမြင်လိုက်ရကောအဲ့ဒါနဲ့ငါတို့လည်းဝမ်းတာပြီးတော့အပြေးလေးတော့ကြည့်ကြတော့တာပေါ့အိမ်တော်ဘာလေးရောက်ကောအိမ်ကြီးကနေပြီးတော့မှလူရိုင်းနေအုပ်လိုက်ကြီးပြေးထွက်လာပြီးတော့ဘာမပြောညာမပြောနဲ့ငါတို့ကိုဖမ်းပြီးတော့သူတို့ဘီရင်စီခေါ်သွားကြပါကောသူတို့ရဲ့ဘီရင်ကငါတို့ကိုခြေရလက်ဟန်ပြပြီးတော့ထိုင်ခိုင်းနေပြီးတော့စားစရာတွေလာချပေးတဲ့စားစရာတွေကဘလို့ပုံစံနေမှလည်းမသိဘူးတခါမှလည်းမမြင်ဘူးငါရဲ့အဖော်တွေကတော့ဘိုက်တွေတအားစားနေကြတော့ချပေးသမျှအကုန်စားကြတာပေါ့ငါကတော့ယုံလို့ဘာမှမစားဘူးအဲ့လိုမစားလိုက်တာကပဲအလားရှင်ရဲ့ကျေးဇူးပဲလို့ထင်တယ်အဲ့တုန်းကသာငါစားလိုက်လို့ရှင်အခုလိုအသက်ရှင်နေမှတော့မဟုတ်ဘူးငါရဲ့ဖော်တွေကလူရိုင်းနေကျွေးတာကိုစားမိလိုက်တာနဲ့တပြိုင်နဲ့လူကောင်းစိတ်တွေအကုန်ပြောက်သွားပြီးတော့ကျွေးသမျှကိုဇက်တိုက်ကိုပဲစားနေတော့တာပေါ့လူရိုင်းတွေကအိုးရည်တွေထပ်တိုက်တဲ့အိုးရည်တွေတောက်ပြီးတော့သူတို့တွေကပိုပြီးစားလာကြတယ်သူတို့တွေအဲ့လိုဖြစ်နေတာကိုကြည့်ပြီးတော့ဘေးကနေစိတ်မကောင်းဖြစ်နေပေမဲ့ကိုယ့်အတွက်လည်းစိတ်ပူနေရတယ်တဖြည်းဖြည်းတိလာရတာကဒီလူရိုင်းတွေကလူသားစားတဲ့မာဂီလို့ခေါ်တဲ့လူရိုင်းတွေဖြစ်နေတယ်သူတို့ဒီရောက်လာတဲ့မြတ်လူတို့ကိုအစာတွေကျွေးတဲ့အုံရည်တွေတိုက်တဲ့ဝါဖြူလာတဲ့အချိန်မှာတက်ပြီးတော့သူတို့ရဲ့ဘရင်ကိုကင်ကျွေးကြတယ်သူတို့ကိုယ်တိုင်ကကြတော့မိတောင်ကင်မနေပဲနဲ့တွေ့တန်ရဲနဲ့အစိမ်းစားကြတဲ့ပြီးတော့ငါရဲ့အဖော်တွေကိုလူရိုင်းတယောက်ကကျွဲတွေနားတွေကြောက်တယ်လို့နေတိုင်းစကြက်ထဲမောင်းသွားပြီးကြောက်နေငါအဖော်တွေကလည်းကျွဲတွေနားတွေလိုပဲအကုန်ရှောက်စားကြပြီးတော့တစ်ပစ်ရိတ်တွေတွေ့တဲ့အခါမှာလည်းထိုးပြီးအိတ်ကြတယ်တဖြည်းဖြည်းနဲ့သူတို့တွေကဝါဖီလာတယ်အဲ့ဒါတွေမြင်နေရတဲ့ငါကတော့ဘာမှမစားနိုင်တော့ပဲတခြားပိန်လာကောအဲ့လိုအယိုးပေါ်အရေးတင်နှလုံးမျိုးပိန်နေတော့ကြတော့လူရိုင်းတွေကငါ့ကိုလုံးဝကိုစိတ်ဝင်စားကြတော့ဘူးအဲ့ကြတော့ငါလည်းအတာကလေးလိပ်ပြီးတော့သူတို့နဲ့ဝေးတဲ့ပင်လယ်ကမ်းခြေဘက်ကိုပြေးထွက်လာခဲ့တယ်။ကမ်းခြေဘက်လည်းရောက်ကောကုန်းမြင့်ပေါ်မှာအဖိုးအိုတယောက်ထိုင်နေတာကိုတွေ့ရတယ်။တေချာကြီးတော့မှအဲ့အဖိုးကငါအဖော်တွေကိုစကြက်ထဲလွတ်ကြောင်းနေတဲ့သူဖြစ်နေတယ်။သူကငါ့ကိုမြင်တာနဲ့လူစိတ်မပြောက်တဲ့လူကောင်းမှချက်ချင်းတီးတော့ကြတော့ငါတွားရမယ့်ဘက်ကိုလက်အခြေဟန်ပြပေးတယ်။သူပြောတဲ့လမ်းအတိုင်းငါလည်းတခါတည်းခြေခုံတုပ်ပြေးခဲ့တော့တာပေါ့။အဲ့လိုထွက်ပြေးလာရင်နဲ့ရှေ့ရက်လောက်ကြာတော့မှငရုတ်ကောင်းစီကောက်နေကြတဲ့လူတစုနဲ့တွေ့တယ်။သူတို့ကငါ့ကိုမေးတယ်ဘယ်သူလဲဘယ်ကလာတာလဲဆိုပြီးတော့အဲ့ကြတော့ငါလည်းလူရိုင်းနေနဲ့ကြုံခဲ့ရသမျှအဖြစ်တွေကိုအကုန်ပြောပြလိုက်တယ်သူတို့တွေကဒီလိုလူရိုင်းနေလက်ကနေပြီးတော့မှလွတ်အောင်ပြေးလာနိုင်ခဲ့တဲ့ငါ့ကိုတော်တော်ကြီးကိုအံ့ဩနေကြတော့တာပေါ့ပြီးတော့သူတို့ကငါ့ကိုရှင်ပြင်းစီခေါ်ပါပေးတယ်ရှင်ပြင်းကလည်းငါအเจ้าကိုကြားပြီးတော့အံ့ဩဒါနဲ့စုတွေတောင်ချပေးလိုက်သေးတယ်ပြီးတော့စားကောင်းတော့ဖွဲတွေပါကျွေးလိုက်တယ်ရှင်ပြင်းကြီးကနေပြန်လာခဲ့ပြီးတော့မြို့ထဲကိုရှောက်ပက်ကြည့်လိုက်တယ်တော်ကိုမှတိုင်ရတဲ့မြို့လေးကုံရောင်းကုံဝယ်တွေလည်းတော်တော်ကိုစစ်စစ်ကားလေးဖြစ်နေတယ်ငါလည်းမြို့ထဲရှောက်လေရင်းနဲ့လူတွေနဲ့လိုက်မိတ်ဆက်တယ်သူတို့ကလည်းငါ့ကိုပြန်ခင်ကြတယ်အဲ့မြို့မှာထူးဆန်းမှတစ်ခုကိုသွားတတိထားမိလိုက်တယ်ဒီမျိုးကလူတွေကမြင်းကောင်းကောင်းနေစီးနေကြပဲမဲ့မြင်းကိုဂုံကြီးမတက်ဖက်နဲ့ဒီတိုင်းပလာကြီးတွေစီးနေကြတယ်အဲ့ဒါနဲ့တနေ့ရှင်ပြင်းစီရောက်တော့အရှင်မင်းကြီးတို့နဲ့မြို့သူမြို့သားတွေကဘာလို့မြင်းကိုဂုံကြီးမတက်ဖက်ဒီလိုစီးကြတာလဲလို့မေးလိုက်တော့ကြတော့ရှင်ပြင်းကနေပြီးတော့မှနေပါအောင်ဂုံကြီးဆိုတာကိုငါအခုမှကြားဘူးတာဘယ်လိုပစ္စည်းလဲလို့ဆိုပြီးတော့ငါ့ကိုပြန်မေးတယ်အဲ့ချာငါလည်းရှင်ပြင်းကိုတက်တောင်းတက်တာမြင်းစီးလို့ရအောင်ဂုံကြီးတစ်ခုလှုပ်ပြီးတော့ဆက်တက်လိုက်တယ်အဲ့ဒါအပြင်ရှင်ပြင်းရဲ့မြင်းကိုကာကျိုးတွေဇက်တွေမေးကွာတွေချင်းင်းကျိုးတို့ပါစုံအောင်ဆင်ပေးလိုက်တော့ကြတော့သူ့ရဲ့မြင်းကိုကြည့်ပြီးတော့အရန်ကိုသဘောကျပြီးကြနေတော့တာပေါ့
အဲ့ဒါနဲ့ငါ့ကိုတပြားတွေအများကြီးဆူချလိုက်တယ်။နိုင်ရင်ဝင်ကြီးနမူမတ်တွေကပါသူတို့ရဲ့မြင်းတွေကိုဂုံနီးလိုချင်တယ်လို့ဆိုတော့ကြတော့ငါလည်းအကုန်လုပ်ပေးရတယ်။အဲ့ဒါနဲ့ငါလည်းအတော်ကိုစီးပွားဖြစ်လာတယ်။ဒီလိုနေတာကြာလာရင်းနဲ့ပဲတနေ့တော့ရှင်ပြန်ကနေပြီးတော့မှငါ့ကိုခေါ်ပြီးတော့ငါ့ကိုတွေ့တာတယောက်လိုချစ်ခင်တဲ့တကြောင်မလို့ဒီမျိုးမှာပဲနေထိုင်သွားစေခြင်းနဲ့အဲ့ဒါကြောင့်မလို့အုပ်စဘောယူချောအမျိုးသမီးလေးနဲ့ထိန်များပေးမယ်လို့ဆိုပြီးပြောတော့ကြတော့ငါလည်းလက်ခံလိုက်တယ်။ငါတို့လင်မြန်းယောက်ကလည်းတယောက်နဲ့တယောက်ချစ်စစ်ခင်ခင်ပြောရှင်းရှင်းနေကြလိုက်တာဆိုတာငါပင်ပန်းစင်းခဲများတွေတောင်မှအကုန်မေ့သွားပါကောအဲ့လိုနေနဲ့ပဲတနေ့ကျတော့ငါရဲ့အိမ်ကြီးချင်းတရားရဲ့မိန်းမဖြစ်တဲ့သူဆုံးသွားတယ်အဲ့တော့ငါသူ့ကိုတွားပြီးတော့နှစ်သိမ့်ပေးတယ်အဲ့ဒီလူကဘလို့ပဲနှစ်သိမ့်ပို့ပြီးတော့ဝမ်းနေပြီးတော့ရှာကြီးတင်ငိုလာပါကောငါလည်းထူးဆန်းတာနဲ့အကြောင်းရင်းသိအောင်မေးကြည့်လိုက်တော့ကြတော့သူကဒီနေ့တနေ့ပဲသက်ရှင်ရတော့မှဖြစ်တဲ့အကြောင်းဒီတိုင်းပြည်မှာကထုံးစံတစ်ခုရှိတယ်မရသေးလို့ရှင်လင်းကိုပါမြုပ်တယ်လင်းသေးလို့ရှင်မရဘူးကထဲ့မြုပ်ကြတယ်အဲ့ဒါမို့ဒီရက်မှာမုံစုဖွေရမုံစုမရဲ့လို့မရှိဘူးလို့သူကပြန်ပြောတယ်အဲ့လိုနဲ့နောက်ရက်လဲကြောက်အရက်ထဲကလူတွေကသူ့ရင်ရောက်လာပြီးတော့သူ့ကိုစိတ်မကောင်းကြောင်းဝိုင်းပြီးနှစ်သိမ့်ရင်းနဲ့အဲ့ဒီလူနဲ့သူမိန်းမရဲ့အလောင်းကိုအထမ်းစင်ပေါ်မှာတင်ပြီးတော့မြို့ပြင်ကိုထမ်းထုတ်သွားတယ်အဲ့လိုနဲ့ပင်လယ်ကမ်းနားကိုရောက်သွားတယ်အပင်လက်ကမ်းနားမှာကြောက်တုံးကြီးနဲ့ပိတ်ထားတဲ့တအားကိုနဲ့တဲ့တောင်ကောင်းကြီးတစ်ခုရှိတယ်သူတို့အဲ့ဒါကြီးကိုဖွင့်လိုက်တယ်ဖွင့်ပြီးတာနဲ့လူတေအလောင်းကိုအဲ့တောင်ကောင်းကြီးတွေကိုပြစ်ချလိုက်တယ်ပြီးတော့မှကျန်ရစ်တဲ့ယောက်ျားဖြစ်သူကိုဂျိုင်းကနေပြီးတော့မှကျိုးနဲ့တိုင်းပြီးတော့တောင်ကောင်းကြီးတွေကိုပြစ်ချလိုက်ကြတယ်အဲ့နောက်သူစားဖို့တောက်ဖို့အစာနဲ့ရေကိုချပေးတယ်ပြီးတော့အဲ့တောင်ကောင်းကြီးကိုပြန်ပြီးတော့ကြောက်တုံးကြီးနဲ့ပြန်ပိတ်ထားလိုက်ကြတယ်ငါလည်းအဲ့ဖြစ်ဖြစ်တွေကိုမြင်ပြီးတော့စိတ်မကောင်းဖြစ်တဲ့နဲ့ရှင်ပြင်းကိုရှောက်တယ်အရှင်မင်းကြီးဘာလို့လူရှင်တဲ့လူတွေကိုရောပြီးမြုပ်ရတာလဲလို့မေးလိုက်တော့ကြတော့ရှင်ပြင်းကဘိုးဘစင်ဆက်ထုံးစံမလို့ဒီလိုမြုပ်ရတာပေါ့ဒါမှသာလင်းနေမယားတိမကွဲရှင်မကွာဖြစ်မှာမလားလို့ငါ့ကိုပြန်ပြောတယ်ငါလည်းထပ်မိတယ်ငါလိုနိုင်ငံသားရဲ့မိန်းမတည်ရင်ကောဒီလိုပဲငါ့ကိုထည့်မြုပ်ကြမှာလားဆိုတော့ကြတော့ဒီတိုင်းမမြုပ်ရမှာပဲလို့သူပြန်ပြီးတော့ကြတော့ငါမှယူချင်တယ်လို့တောင်ဖြစ်သွားတယ်ငါလည်းအရှင်လက်မြုပ်ခံရမှာကြောက်ပေမဲ့ကျမအတိုင်းမှာပဲငါအရင်တည်ရင်လည်းတိမှာပဲဒါမှမဟုတ်လို့ရှင်ငါမိမမတည်ခင်ငါမြုပ်ငါပြန်ရောက်ချင်ရောက်နေပါပဲလို့ကြံဖန်ပြီးတော့ဖြေတိတ်နေရတယ်စိတ်ပြလက်ပြအလုပ်တွေလုပ်နေရင်းနဲ့ပဲတနေ့ကျတော့ငါရဲ့မိမရုပ်ချက်ကြီးဖျားပြီးဆုံးသွားပါကောငါလည်းဒီအရဲရဲ့ဒလီထုံးစံတိုင်းထဲမြုပ်ခံရတော့မှာပေါ့အားရဲ့မိတ်ဆွေတွေကစိတ်ကောင်းဖြစ်နေကြပြီးတော့ငါ့ကိုတရားနဲ့ဖြစ်ဖို့ပြောပြီးတော့နှုတ်ဆက်ကြတယ်ငါဘလို့ပဲဟစ်ပြီးငိုနေပါစေသူတို့ထုံးစံတိုင်းငါအတွက်အစာနဲ့ရေတွေပိတ်ခဲ့ပြီးတော့တောင်ကောင်းထဲမှာပဲငါ့ကိုပြစ်ထားခဲ့လိုက်ကြတယ်အဲ့တောင်ကောင်းကြီးထဲမှာလူတွေကောင်တွေကလည်းအများကြီးအနံ့တွေကလည်းနတ်စော်နေတာပဲမတိကြတဲ့သူတွေရဲ့ညီးညူတဲ့နေရာလဲစူညံနေကောငါလည်းစင်းငင်းနဲ့မြင်မြင်တည်ပါစေလို့ဆူတောင်းနေမိတယ်ဒါပေမဲ့အစာစားချိန်ကြတော့လဲဘိုက်ကစားလာပါကောအဲ့ဒါနဲ့ပါလာတဲ့မုံလေးကိုစားလိုက်ရေလေးကိုလည်းတငုံလောက်ပဲတောက်လိုက်နေတယ်အဲ့လူကလည်းမရတာနဲ့တောင်ကောင်းနဲ့ရှောက်ကြီးတော့ကြတော့အနည်းအလားကလူတွေကောင်ရဲ့အယိုးတွေမှာအများကြီးတောင်လို့ပုံနေတာပဲရှောက်ကြည့်နေရင်နဲ့တောင်ကောင်းကြီးရဲ့ဘေးဘက်မှာဂလိုင်းလေးတွေရှိနေတာအဲ့ဂလိုင်းထဲမှာပဲငါနေလိုက်တယ်အဲ့လိုနဲ့ရက်တွေကြာလာတော့ကြတော့ငါရဲ့စားစရာနဲ့ရေရလည်းကုန်တော့မယ်ဒါတောင်မှတော်တော်ကိုချိုးချံချွေတာပြီးစားနေတာတရက်ကြတော့တောင်ကောင်းကြီးကိုပိတ်ထားတဲ့ကြောက်တုံးကြီးပွင့်သွားပြီးတော့ယောက်ျားအလောင်းတစ်ခုနဲ့မိန်းမတယောက်ကြိုးတန်းလန်းကြီးနဲ့ကြာလာကောအဲ့မိန်းမကစားကြတောက်စားကြီးအများကြီးပါလာတယ်အဲ့ဒါနဲ့ငါလည်းလူအယိုးကြီးတစ်ခုယူပြီးတော့အဲ့မိန်းမရဲ့ခေါင်းကိုရိုက်လိုက်ကောနှစ်ချက်သုံးချက်ရိုက်စိတ်ရတဲ့တော့ကြတော့အဲ့မျိုးသမီးတေဝါကောငါလည်းသူ့မှာပါလာတဲ့အစာနဲ့ရေကိုယူလိုက်တယ်ပြီးတော့သူဝစ်ထားတဲ့ဗရီးလက်ကောက်တွေကိုလည်းဖြုတ်ယူလိုက်တယ်အစာနဲ့ရေကိုခြေထားပြီးစားတယ်နောက်လည်းအဲ့လိုတောင်ကောင်းနဲ့ရောက်လာတဲ့လူရှင်တွေကိုတတ်ပြီးတော့ပါလာတဲ့အစာနဲ့ရေကိုယူထားလိုက်တယ်ရှင်ငွေပစ္စည်းတွေကိုလည်းယူထားပြီးတော့စုထားလိုက်တဲ့ရက်တွေလာတွေတော်တော်တောင်ကြာသွားတယ်တနေ့ကျတော့တောင်ကောင်းကြီးရဲ့ကြောင်ကနေပြီးတော့လူတေကောင်ကြီးကြားတဲ့ကနေကုတ်တန်ချစ်တန်မြေကြီးချစ်ကုတ်တဲ့အတန်တွေကိုကြားလိုက်ရတယ်ငါလည်းထူးဆန်းတာနဲ့တကြီးတိတ်ကလေးတွားကြည့်လိုက်တော့ကျတော့အကောင်တကောင်ကတောင်ကောင်းအတွင်းဘက်ကိုဝင်ပြေးသွားတာကိုမြင်လိုက်ရတယ်တေချာလိုက်ကြည့်တော့ကျတော့တော့ခွေးတကောင်ဖြစ်နေတယ်ငါလည်းသူ့ပြေးတဲ့ဘက်ကိုအနောက်ကနေမြင်ပြေးလိုက်ကြည့်လိုက်တယ်အဲ့လိုနဲ့တဖြည်းဖြည်းတောင်ကောင်းရဲ့အစွန်းဘက်ကိုရောက်သွားတယ်တေချာကြည့်လိုက်တော့ကျတော့အလင်းရောင်လေးတစ်ခုကိုမြင်လိုက်ရတယ်အဲ့အလင်းရောင်လေးကတောင်ကောင်းရဲ့အပြင်နဲ့ဆက်နေတဲ့ပက်ကြားအတစ်ခုဖြစ်နေတာကိုတွေ့ရတယ်အဲ့ဒါနဲ့ငါလည်းအဲ့အချက်ကိုတိုးဝင်ကြည့်လိုက်တော့ကြတော့အပြင်ဘက်ကိုတခါတည်းရောက်သွားကောတောင်ကောင်းကြီးရဲ့အပြင်ဘက်ကိုရောက်သွားတော့ကြတော့တရားကပြန်ရှင်းလာတယ်လို့ပဲငါမှပျော်လိုက်တာဆိုတာလေပြီးတော့ကောင်းကောင်းကျင်တော့ကြတော့အဲ့ဒီနေရာကမြို့ကြီးနဲ့တောင်ကြီးတစ်ခုခြားနေတော့ကြတော့မြို့ကလူတွေတယောက်မှငါ့ကိုမြင်နိုင်မှာမဟုတ်ဘူးအဲ့တော့ငါလည်းတောင်ကောင်းကြီးကိုမြင်ပြေးဝင်အစာရရေရရှင်ငွေရနာတို့ကိုယူလိုက်ပြီးတော့ကြတော့
တောင်ကောင်းကြီးရဲ့အပြင်ဘက်တနေရာအောင်မှာစောင့်နေလိုက်တဲ့အဲ့ဒီနေရာကပင်လယ်နဲ့လက်ကပ်နေတော့ကြတော့တနေ့တော့တင်မောတစင်းစင်းတော့လာမှာပဲလို့တွေးရင်းနဲ့စောင့်နေလိုက်တယ်တကယ်ပဲတနေ့ကျတော့တင်မောတစင်းရက်လည်လာတာကိုမြင်ရပါကောငါလည်းပစိုးစားဖြူတစ်ခုကိုဒုချောက်တစ်ချောင်းမှချီပြီးတော့ကမ်းပါကိုပြေးပြီးတော့ငါကိုမြင်အောင်ဝေယမ်းပြတယ်ငါရဲ့ပါဇက်ကနေပြီးတော့လည်းသူတို့ကြောက်အကျဲကြီးအော်ခေါ်တယ်အဲ့တင်မောသားတွေကငါကိုမြင်သွားပြီးတော့ကြတော့ငါစီကိုလေးလေးတစင်းလွတ်ပေးကြတယ်သူတို့ကငါကိုမိကြတာပေါ့သူတို့တက်မှာဒီတောင်ပေါ်မှာလူတယောက်မှတစ်ခါမှမမြင်ဘူးကြဘူးဘယ်လိုလုပ်ပြီးဒီကိုရောက်လာရတာလဲအဲ့လိုမျိုးတော့ကြတော့ငါကုံတဲ့တယောက်ပါကုံတွေနဲ့ဒုက္ခအမျိုးမျိုးကြုံပြီးတော့ကြတော့ဒီကိုရောက်လာရတာပါလို့ပြပြလိုက်တယ်ငါအထုပ်ပိုးတွေကိုလှေဝက်တင်ပြီးတော့ကြတော့သူတို့တင်မောပေါ်ခေါ်တင်သွားပေးကြတယ်တကယ်လို့မြို့ကန်ဒီတင်မောဝကြီးပေါ်မှာပါလာလို့ရှိရင်ငါကိုတောင်ကောင်းကြီးရဲ့ထဲမြို့ခဲ့ရတဲ့အကြောင်းတည်သွားမှာဆိုတဲ့တကြောင်မို့လို့အဲ့တစ်ချက်ကိုတော့ခြံထားပြီးတော့သူတို့ကိုမပြောပြလိုက်တော့ဘူးတင်မောကပတိန်ကိုကျေးဇူးဆက်တဲ့အနေနဲ့ပါလာတဲ့အဖိုးတန်ဆုံးကြောင်းမြတ်ရတနာတွေကိုပေးတဲ့သူကမယူဘဲနဲ့ညင်းလိုက်တယ်သူတို့ကဒုက္ခရောက်နေတဲ့သူကိုကတင်ပေးပြီးတော့အစားကောင်းအတောက်ကောင်းတွေကျွေးအဝေးစားတွေပေးတဲ့အပြင်စိတ်ကန်းကိုရောက်တဲ့ခါကြလို့ရှိရင်အတပြာနဲ့အခြားလက်ဆောင်တွေလည်းပြပြန်လွတ်တဲ့အလေးချင်းရှိကြောင်းအဲ့ဒါမို့ဒီလက်ဆောင်တွေကိုငါလက်မခံဘူးလို့တင်မောကပတိန်ကပြန်ပြောတယ်အဲ့လိုနဲ့နောက်ဆုံးတော့ဘတ်တော်လာမျိုးကိုပြန်ရောက်လာခဲ့တယ်အဲ့မျိုးမှာ၄-၅ရက်နေပြီးတော့ငါရဲ့ပကရက်မျိုးကိုပြန်လာခဲ့တယ်ငါရဲ့ဆွေမျိုးနဲ့မိတ်ဆွေတွေကဝိုင်းပြီးတော့ငါကိုဝမ်းသာအရနဲ့ကြိုဆိုကြတယ်ငါလည်းပါလာတဲ့ပစ္စည်းတွေကိုမုံဆိုးမတွေရောမိဘမဲ့ကလေးတွေနဲ့သူတော်ကောင်းတွေပါမကြအကြီးကျယ်ပေးကမ်းကျွေးမွေးတာတွေလုပ်တယ်ငါလည်းကြုံရမြဆင်းရဲခြင်းတွေအကုန်လုံးကိုမေ့သွားပြီးတော့အရင်ငါလိုပျော်ပျော်ကြီးစိတ်ခံပြီးနေနေတာပေါ့အခုပြောပြခဲ့တဲ့အကြောင်းတွေအကုန်လုံးကတော့ငါရဲ့လေးချိန်မြောက်ပင်လယ်ခီးစဉ်မှာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေအကုန်လုံးဖြစ်ပါတယ်နောက်ထပ်ငါရဲ့၅ချိန်မြောက်ပင်လယ်ခီးစဉ်ရှိပါသေးတယ်နောက်ထောင်ကျင်သေးရင်မနေ့ပြန်ပြောပြပါဦးမယ်အရင်ခီးစဉ်နေတဲ့တောင်မှပို့ပြီးတော့အံ့ဩစရာကောင်းပါသေးတယ်လို့ပြောပြီးတော့ရေစင်တစ်ပတ်ကအဆုံးသတ်လိုက်ပါတယ်ပြီးတော့သူကကုန်းစင်တစ်ပတ်နဲ့အခြားမိတ်ဆွေတွေကိုအရင်တစ်ခါလိုပဲရွှေရင်ငါပြတရားစီလက်ဆောင်ပေးပြီးတော့စောက်ကောင်းတောက်ခွဲတွေနဲ့တခင်အခန့်ကျုံးမေးပတ်တဲ့ကုန်းစင်တစ်ပတ်တယောက်ကတော့ခီးစဉ်အကြောင်းပြန်တွေးရင်အံ့ဩရင်းနဲ့ပဲသူ့ရဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါတော့တယ်အခုပြပြခဲ့တဲ့ပုံမြင်လေးကတော့ရေစင်တစ်ပတ်ရဲ့၄ချိန်မြောက်ပင်နဲ့ခီးစဉ်အကြောင်းလေးဖြစ်ပါတယ်